သူကထင်မှလဲပလင်းဖုံးလေးတွေမှာအံ့ဩစရာကောင်းတဲ့အသုံးဝင်ပုံတွေဒီလောက်များမယ်လို့လေကျမသာမပြောပြရင်ရှင်တို့ဘယ်တော့မှရိပ်မိမှာမဟုတ်ဘူးတဲ့ဘီယာပလင်းဖုံးတွေကိုလွှင့်မပစ်ပါနဲ့အလဲထဲမှာအပေါက်သေးလေးဖောက်ဝက်ဦးတစ်ခုကိုအပေါက်ထဲထည့်နဲ့ကြက်အောင်ပိတ်လိုက်ပါပြီးရင် drill set မှာတက်လိုက်မယ်ဆိုရင်အပေါက်ဖောက်တဲ့ကိရိယာတစ်ခုဖြစ်သွားပါပြီမြန်မြန်ဆန်ဆန်နဲ့အပေါက်ဖောက်လို့ကောင်းပါတယ်နဲ့ပလင်းဖုံးတစ်ခုကိုအပေါက်သေးလေးဖောက်ပါအဲ့ဒါကိုပလတ်စတစ်ပလင်းပေါ်တက်လိုက်ပြီးအလဲကနေအပူပေးပါဝက်ဦးတစ်ခုထိုးထည့်လိုက်ပြီးအဖုံးကိုပြန်ဖြုတ်ကအိုးဖုံးပေါ်မှာတင်လိုက်ပါနက်နဲ့ပြန်ကျက်လိုက်ရင်တော့အလွန်ကောင်းမွန်တဲ့အိုးဖုံးလက်ကင်လေးရသွားပါပြီ3ပလင်းဖုံးကိုမီးချစ်နဲ့အပူပေးပါတုတ်ချွန်လေးနဲ့ဖြည်းဖြည်းချင်းတွန်းထုတ်လိုက်ပါအေးသွားတဲ့အခါထိတ်ကချွန်နေတာလေးကိုဖြတ်ပစ်လိုက်ပါဒါဆိုရင်စီလောင်းတဲ့အခါထိန်းချုပ်ရတာလွယ်ကူသွားပါပြီ၄စက်ပြာတုံးရဲ့အောက်ခြေမှာပလင်းဖုံးတစ်ခုကတ်ထားလိုက်ပါရေစစ်သွားပြီးစက်ပြာကိုကြောနေစေတဲ့အတွက်လိုအပ်တဲ့အခါကန်ရတာလွယ်ကူပါတယ်စက်ပြာခွက်တောင်မလိုတော့ပါဘူးငါပလတ်စတစ်ပလင်းရဲ့လေဘင်းပိုင်းကိုဖြတ်ထုတ်ပြီးတေးသေးချာချာညှိလိုက်ပါနောက်ထပ်ပလင်းဖုံးတစ်ခုမှာအပေါက်သေးသေးလေးနှစ်ပေါက်ဖောက်ပြီးတော့ချိတ်နဲ့ချိတ်လိုက်ပါအဖုံးတစ်ခုကိုဖိပိတ်လိုက်ရင်တော့ပစ္စည်းသေးသေးလေးတွေဒါမှမဟုတ်အရေးပေါ်စီလုံးတွေထည့်လို့ရတဲ့တဲဆောင်ရလွယ်ကူတဲ့ဘူးလေးဖြစ်သွားပါပြီ6ပလင်းဖုံးကြီးတစ်ခုကိုအပေါက်ကိုအပေါ်ဘက်လှည့်ပြီးစပွဲအောက်မှာဝက်ဦးနဲ့တက်ထားလိုက်ပါအရေးကြီးပစ္စည်းလေးတွေထည့်ထားလို့ရတဲ့လျှို့ဝှက်အန်ဆွဲလေးဖြစ်သွားပါပြီလိုချင်တဲ့အခါလှည့်ဖွင့်လိုက်ရုံပါပဲအဆင်ပြေပြီးနေရာမပုတ်တော့ဘူးပေါ့ခုနတန်တကားပေါ်မှာပလင်းဖုံးကြီးတစ်ခုတက်ထားပါဓားကိုအပူပေးပြီးအလဲကနေအကြောင်းလေးပေးလိုက်ပါတကားကိုအရင်တော့ခတ်ပြီးမှပလင်းကိုအပေါ်ကနေလှည့်ပိတ်လိုက်ပါဒါဆိုရင်တော့ခက်လောက်ကရေမစိုးတော့တဲ့အတွက်တန်ကြီးမတက်တော့ပါဘူးရှစ်ပလတ်စတစ်ပလင်းရဲ့လေဘင်းကိုထက်ဝက်လောက်လွှမ်းနဲ့တိုက်လိုက်ပါကျန်တဲ့အပိုင်းကိုကတ်ကြီးနဲ့ညှက်ထုတ်ပြီးအလဲမှာအထစ်လေးလုပ်လိုက်ပါအဲ့ဒီကနေရလာတဲ့အချက်လေးခုကိုတကားမှာတက်လိုက်ရင်ကြက်ချံပဲချံတွေမှာသုံးလို့ရတဲ့ရိုးရှင်းတဲ့တကားမင်းတုပ်လေးရသွားပါပြီကိုဂလင်ကန်သုံးပြီးပလင်းဖုံးမှာအပေါက်3ပေါက်ဖောက်ပါဝိုင်ယာကျိုးထိပ်ပြီးနှစ်ခုထည့်ကျိုးသွယ်ပြီးချိတ်ဆက်လိုက်ပါဝက်ဦးလှဲနဲ့ကြက်အောင်လုပ်ပါအတွင်းထဲကိုဂလူကန်ကော်ရီနဲ့ပြည့်အောင်ထည့်ပြီးပိတ်လိုက်ပါဒါဆိုရင်ဈေးသက်သာတဲ့လျှက်စစ်ပလက်ကောင်းတစ်ခုရပါပြီတစ်ဆက်ပလတ်စတစ်ပလင်းတစ်ဝက်ကိုစတီးပိုက်ပေါ်မှာတင်ပါဟီကန်နဲ့အပူပေးပြီးပိုက်မှာကတ်သွားအောင်လုပ်ပါပလင်းဖုံးကိုဖြုတ်ပြီးနေရံမှာဝက်ဦးနဲ့တက်ပါပြီးရင်ပလင်းကိုပြန်လှည့်ပိတ်လိုက်ပါအဝတ်လန်းနဲ့လုပ်ဖို့အတွက်လက်တွေ့ကျတဲ့တိုင်လေးဖြစ်သွားပါပြီဆက်ပလတ်စတစ်ပလင်းဖုံးကိုမျက်နှာပြင်အရေပျော်တဲ့အထိအပူပေးပါအသစ်ဆက်ထားတဲ့ဝိုင်ယာကျိုးအဆက်တွေပေါ်မှာအရေပျော်နေတဲ့ပလတ်စတစ်ကိုပတ်ပေးလိုက်ပါအေးသွားတဲ့အခါအကာအကွယ်လွှာတစ်ခုဖြစ်သွားပြီးလျှက်စစ်အနေရကင်းကပိုပြီးခိုင်ခန့်စေပါတယ်ဆက်နှစ်ပလင်းဖုံးတစ်ခုကိုကော်နဲ့ကတ်လိုက်ပါအဝတ်လျှော်ဆက်ကထွက်တဲ့ရေစင်းပိုက်အတိုလေးတစ်ခုယူပါအဖုံးတွေကိုအဲ့ဒီပိုက်ပေါ်မှာတက်လိုက်ပြီးအလဲမှာအပေါက်အချို့ဖောက်ပါတကားနောက်မှာတက်ထားလိုက်ရင်တကားဆောင်မတိုက်အောင်ကာကွယ်ပေးတဲ့ door stopper လေးချက်ချင်းဖြစ်သွားပါပြီနောက်ထပ်အိမ်တွင်းအသုံးချနီလန်းကောင်းတွေသိချင်ရင်တော့ကျမကို follow လုပ်ထားလိုက်နော်